ဒီဗီဒီယိုမှာတော့ကြန့်ရှိနေသေးတဲ့ QC tools များကိုမျှဝေသွားမှာဖြစ်ပါတယ်ရှင် Scatter diagram Scatter diagram ကတော့ two variables ကိန်းရှင်နှစ်ခုကြားမှာရှိတဲ့ relationship ဆက်ဆံရေးကိုပိုင်းခြားစိတ်ဖြာတဲ့ tool ဖြစ်ပါတယ်ကျွန်တော်သာဆိုရင်ပြဿနာပေါ်ပေါက်လာတဲ့အခါမှာ flow chart ကိုလေ့လာမယ်ဘယ်အဆင့်နေမှာ process failure ဖြစ်မလဲဆိုတာကို team နဲ့အတူစဉ်းစားပါမယ်ကျွန်တော်ဖွဲ့စည်းလိုက်တဲ့ team မှာ operations ရှိမယ် engineer ရှိမယ် quality team ကအဖွဲ့ရှိမယ်ဒါအပြင်လိုအပ်ခဲ့သည့်ရှိသော R&D planning purchasing marketing maintenance စသည်ဖြင့် cross functional collaboration framework ကိုလည်းလိုအပ်ပါတယ်တစ်ချိန်တည်းမှာအကုန်လုံးကိုတစုတစည်းတဲ့ meeting ခေါ်တာမျိုးဆိုလိုတာမဟုတ်ပါဘူး kick off meeting မှာတော့မရှိမဖြစ်ဒီ call people နဲ့စတင်ပြီးတော့ပြဿနာရဲ့ impact ပေါ်မှာမူတည်ပြီး cross functional team ကိုလည်းသူတို့နဲ့အတူတူအဖြေရှာတာမျိုးဆိုလိုတာဖြစ်ပါတယ်ပြဿနာကို analyze လုပ်တဲ့အခါမှာ five whys cause and effect diagram ဒါတွေကိုသုံးပြီးပြဿနာရဲ့ဖြစ်နိုင်ခြေအများဆုံးအကြောင်းအရာကို engineer ရဲ့အကူအညီနဲ့အတည်ပြုပါတယ်ဒီဇိုင်းတစ်ခုမှာကြုံတွေ့နေရတဲ့ပြဿနာတွေဆိုပါစို့ကျွန်တော်ဒါတွေကို sorting လုပ်လိုက်တဲ့အခါမှာ serious အဖြစ်ဆုံးပြဿနာဖြစ်တဲ့ crash band ဒီမုံရဲ့အပေါ်ရမျက်နှာသားလောင်ကျွမ်းသွားတဲ့ဟာကဒီပြဿနာအများဆုံးဖြစ်နေတော့သူ့ကိုကျွန်တော်တို့action ယူမယ်ပေါ့နော်အဲ့တော့ကျွန်တော် team နဲ့အတူ for and one တစ်ချက်ချင်းစီကို analyze လုပ်ဖြေရှာတဲ့အခါမှာစိတ်ဝင်စားစရာ data နှစ်ခုအပြန်အလှန်ထောက်ပံ့နေတာကိုသတိပြုမိသွားမယ်ဘလို့ကနေစပြီးသတိပြုမိမလဲဆိုရင်တယောက်ကနေပြီးတော့အကြံပေးမယ်အိုးဒီမှာမုန်တိုင်းရှိတဲ့နေ့တွေမှာမိုးများတဲ့ရက်တွေမှာဆိုရင်ငါတို့ဒီအပျက်စီးစင်းရဲ့ဗီဇာအပျက်စီးစင်းရပိုများနေတယ်ဒါငါတို့ sensitive တင်သလားပေါ့ကျွန်တော်ဒါကိုစဉ်းစားစရာအချက်တစ်ခုအနေနဲ့ထည့်သွင်းပြီးတော့မိဖို့ကြောင့်ရဲ့ဆိုထိုင်းစာ record ကိုကျွန်တော်တို့ကြည့်မယ်အဲ့တော့ hypothesis အရာမိဖို့ကြောင့်ထဲမှာဆိုထိုင်းစာမြင့်မာတဲ့အခါမှာဗီဇာရဲ့ပါဝင်ပစ္စည်းတွေပေါ်မှာထိခိုက်နိုင်ပြီးတော့မိုးတဲ့ရက်တွေမှာမုန်နေရဒီအပေါ်ရမျက်နှာပြင်မိကျွမ်းတာပုံများတဲ့အကြောင်းကျွန်တော်တို့တွေ့ရှိရတယ်ပေါ့နော်အဲ့တော့ဆိုထိုင်းစာများတဲ့ရက်တွေမှာအပျက်စီးတွေလည်းများလာတဲ့ဆက်သွယ်မှုဥပမာလေးနဲ့ scatter diagram ကိုဒီမှာတွေ့နိုင်ပါတယ်စိတ်ဝင်စားစရာကောင်းတဲ့ data relationships တနည်းအားဖြင့် two variables ကိန်းရှင်နှစ်ခုကြားမှာရှိတဲ့ဆက်ဆံရေးပိုင်းခြားစိတ်ဖြာ analyze လုပ်ခြင်းရနေပြီးတော့ဒီ scatter diagram result ကိုတွေ့ရှိရမှာပါအဲ့တော့ဒီတွေ့ရှိချက်အရာဆိုထိုင်းစာကိုသာ short ချပြီးတော့ storage condition ကိုသာတိုးတက်ကောင်းမွန်အောင်မြင့်တင်နိုင်မယ်ဆိုရင်ဆုံးရှုံးနေပါမှာဖြစ်ပါတယ်ရှင် histogram histogram က continuous data ပေါ်ပေါက်မှု frequency ကိုပြတဲ့ရိုးရှင်းတဲ့ဘာချက်တစ်ခုဖြစ်ပါတယ်ခုနကပြဿနာကိုပဲဥပမာအနေနဲ့သုံးရမယ်ဆိုရင်ကျွန်တော်တို့ facility engineer request လုပ်မယ်ငါတို့6လအတွင်းမှာဖြစ်ပေါ်ခဲ့တဲ့ဆိုထိုင်းစာ data ကို analysis လုပ်ဖို့ကြည့်ချင်တယ်ကျွန်တော်ဘာဖြစ်လို့မေးရလဲဆိုတော့ဒီဆိုထိုင်းစာများတဲ့နေ့တွေမှာချိုးရင်းချက်တွေပုံမဖြစ်ပေါ်လာခြင်းရှိမရှိကို data တွေကိုဖတ်ရင်းနဲ့သိရှိနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်လုပ်ငန်းစဉ်တိုင်းထုတ်ကုန်တိုင်းအရည်သွေးရည်ညွှန်းချက်တိုင်းမှာ random normal variation ဆိုတာရှိပါတယ်။ pattern တစ်မျိုးစီတိုင်းရဲ့ကွဲပြားမှုဟာဘယ်လို output ဖြစ်လာမယ် process ရဲ့ variation ဖြစ်လာမယ်ဆိုတဲ့ဆက်ဆက်နေတဲ့ပုံစံကို engineer တွေအနေနဲ့နားလည်ဖို့လိုအပ်ပါတယ်။ skew distribution, bimodal distribution, exponential distribution ဒါတွေကိုသိဖို့လိုအပ်ပါတယ်ဒါတွေကိုနားလည်ခြင်းဖြင့်ကိုယ့်ရဲ့ process ကဘယ်ချိန်နေမှာလဲဆိုတာလည်းတကူသိနိုင်ပါတယ်နောက်တစ်ခုသုံးဝင်တာတစ်ခုကဒီ data တွေကိုသုံးပြုပြီးတော့ကိုယ့် process ရဲ့ specification limit တွေကိုလည်းသိနိုင်ပါတယ် specification limit တွေကိုသိပြီဆိုမှတော့ process capability ကြောင်းဆက်လိုက်ရအောင်เนาะအခုနောက်ဆုံး QC2 တစ်ခုဖြစ်တဲ့ control chart အကြောင်းကိုမျှဝေမှာဖြစ်ပါတယ်ရှင်ရှေ့ဥပမာတွေအတိုင်းပဲဆိုထိုင်းစာကိုအခု control လုပ်နေပြီလို့ယူဆမယ်ဆိုရင်ချိန်ကြာလာတဲ့အမျှကျွန်တော်တို့ဖော်ဆောင်ခဲ့တဲ့ပြောင်းလဲမှုဟာထိရောက်မှုရှိကြောင်းသိနိုင်စေဖို့အတွက် control chart ဟာ right to perfect to ဖြစ်ပါတယ်ရှင်အဲ့တော့ control chart ဆိုတာဘာလဲဒါဟာကိုယ့်ရဲ့ဒီလုပ်နေတဲ့လုပ်ငန်းစဉ်ဟာကိုယ့်ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေကြောင်းအတည်ပြုစေနိုင်မဲ့မရှိမဖြစ်လိုအပ်တဲ့ tool ဖြစ်ပါတယ်ရှင်ကျွန်တော်ဆိုလိုတဲ့ထိန်းချုပ်မှုဆိုတာ processor normal cost variation အခြေအနေမျိုးမှာပဲရှိနေတာဆိုရင် data တွေက control limits ထဲမှာပဲရှိနေတာကိုဆိုလိုတာပါ
control check ကိုယ့်ရဲ့လုပ်ငန်းစဉ်စောင့်ကြည့်ထိန်းချုပ်ရန်နဲ့ကိုယ့်ရဲ့ improvement actions တွေဟာထိရောက်မှုရှိမရှိသေးကြစေဖို့ project တစ်ခုရဲ့နောက်ဆုံးမှာအသုံးပြုပါတယ်ဒီပုံရဆိုရင် out of control ဖြစ်နေတဲ့ process တစ်ခုကို action ယူပြီးရဲ့နောက် control limit တွင်ပြန်လည်ရောက်ရှိသွားတဲ့ chart ဖြစ်ပါတယ်ရှင်ကျွန်တော်ရဲ့ sharing တွေကိုသဘောကျတဲ့အသုံးဝင်နေဆိုရင်ဖြင့် like and subscribe လုပ်ဖို့တောင်းဆိုချင်ပါတယ်ရှင် All right thank you so much see you again bye